အားလုံးပဲမင်္ဂလာပါ Football Match Arsenal page မှာကြိုဆိုလိုက်ပါတယ်ကျွန်တော် page ကတော့ Arsenal အကြောင်းပြောတဲ့ page လေးဖြစ်ပါတယ်ဒီနေ့မှာတော့မနေ့ကကန်သွားတဲ့ Carabao Semi Final ဒုတိယဆုံးပွဲတွေအဖြစ် Arsenal နဲ့ Chelsea ပွဲပြီး review လေးဖြစ်ပါတယ်အသင်းကြီးနှစ်သင်းလည်းဖြစ် London Derby လည်းဖြစ်တာနဲ့အညီပထမအကြောင်းလုံးကလည်းမြန်မာစတိုင်းရှိခဲ့ပါတယ်ပထမအကြောင်းတော့ Arsenal က3 ဂိုး 2 ဂိုးနဲ့Chelsea အင်ကွင်းမှာအနိုင်ရရှိထားခဲ့ပါတယ်အဲ့ဒါကြောင့် Arsenal အတွက်ကအိမ်ကွင်းမှာအနည်းငယ်အလေးသာခဲ့ပါတယ်ဒီပွဲမှာတော့ Arsenal တို့ကဖလားကဖြစ်တာနဲ့အညီ David Raya အစားကပ်ပါလာထက်သုံးလာခဲ့ပြီးတော့အလယ်မှာ Saliba ရဲ့ Gabriel အတွက် fullback ကိုတော့ Timber နဲ့ Hincapié တို့ကိုထည့်သွင်းသုံးလာခဲ့ပါတယ်ကွင်းလယ်မှာတော့ Zubimendi နဲ့ Declan Rice ကိုတွဲသုံးထားပြီးတော့အစည်းကိုတော့ Free Roll ဆန်ဆော့ကိုင်းထားပါတယ်ဒီပွဲမှာတော့တောင်ပန်တစုံဖြစ် Chelsea ကစားသမားဟောင်းလည်းဖြစ်တယ်လက်ရှိ Arsenal တို့ကစားသမားဖြစ်နေတဲ့ Madueke နဲ့ Martinelli တို့ကိုပွဲထက်လာခဲ့ပြီးတော့တိုက်စစ်မှာတော့ Feder Yoga တို့ကိုပဲပွဲထက်လာခဲ့ပါတယ်တစ်ဖက်သင်းဖြစ်တဲ့ Chelsea ကတော့ထူးရရဒီနေ့မှာ Battery နောက်တန်း3ယောက်ရယ် Fullback 2ယောက်ရယ် Defensive Row Caicedo နဲ့ Sancho ကို2ယောက်ကိုပွဲထုတ်လာခဲ့ပြီးတော့ကွင်းလယ်ကို overload ဖြစ်အောင်လို့ပြင်ဆင်လာခဲ့ပါတယ်Arsenal တို့ကပထမအကြော့အနိုင်ရတာတော့ဂိုးထပ်မံရရှိဖို့မကြိုးစားပဲနဲ့ Chelsea ကလည်း Arsenal ကိုအလဲမှာပဲဘောလုံးရှိစေတဲ့အနေအထားမျိုးနဲ့ကြီးကပ်လာခဲ့ပြီးတော့ကောင်တာကိုပဲချောင်းမြောင်းပြီးတော့စောက်ဖို့အတွက်ရည်ရွယ်လာခဲ့တာဖြစ်ပါတယ်ပထမပိုင်းမှာတော့တောင်ပန်ကနေပြီးတော့အစည်းဖန်တီးပေးတဲ့အလုံးကို Hincapié ကဂိုးထိန်နာကနေလန့်ကန်တဲ့အလုံးရယ်Enzo Fernandez ကဂိုးထိပ်ကနေပြီးတော့ Arsenal ဘက်ကိုလှမ်းကန်တာဂိုးသမားကီပါကာဝယ်လိုက်တဲ့အလုံးတွေလောက်ပဲရင်ကုန်ခဲ့ရရှိပါတယ်ကျန်တဲ့မိနစ်တွေကတော့တရေကိုဥတီလာတဲ့အသင်းနဲ့ဂိုးထမ်းမပေးရဘူးချက်စီလာတဲ့ချက်စီတို့နဲ့ပွဲပြီးကန်ပြီးနောက်မှတိုက်စစ်ဖွင့်ဆော့ဖို့ရည်ရွယ်ထားခဲ့တာမို့ပွဲကအနှဲငယ်ပြင်းဖို့ကောင်းပါပါတယ်တရေနဲ့ပဲပွဲပြီးမယ်လို့ထင်နေတော့မှပဲအချိန်ပိုနောက်ဆုံးမိနစ်မှာကောင်တာပောက်သွားပြီးတော့ကိုင်ဟာဗတ်ဟာဂိုးသမားကိုလင်ပြီးတော့သူ့ရဲ့အသင်းဟောင်းကိုအသေးကွဲဂိုးအဖြစ်တွင်းခဲ့ပါတယ်ဂိုးကြောင့် Arsenal တို့ကစုစုပေါင်း aggregate က4 ဂိုး 2 ဂိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်ဒီပွဲကတော့တိုက်စစ်ထက်နောက်တန်းဘက်လိုင်းတွေကိုအပြိုင်ကြတဲ့ပွဲပုံစံမျိုးဖြစ်ခဲ့ပါတယ်ချက်စီကလည်း Arsenal ရဲ့အကောင်းဆုံးစပီကိုကာဝယ်ဖို့အတွက်နီလန်းမျိုးစုံအသစ်တွေလည်းသုံးခဲ့ပြီးတော့အဲ့ဒါလည်းလုပ်ဖြစ်ခဲ့ပါတယ်ဒီပွဲမှာတော့ Arsenal ရဲ့နောက်တန်းကတွားနောက်လို့ရတဲ့အခြေအနေတော့မဟုတ်တော့ပါဘူးဒီပွဲမှာနိုင်ပွဲတွေကိုစားလောင်နေတဲ့ဂိုးမပေးရဖို့ကြိုးစားတဲ့Saliba နဲ့ Gabriel တို့ရဲ့အတွက်ရယ်တင်မရဲ့ကောင်းမွန်တဲ့ခြေစွမ်း Hincapié ရဲ့ passion တွေကလုံးဝချီးကျူးရမယ့်အရာတွေပဲဖြစ်ပါတယ်နောက်ထပ်ချီးကျူးရမှာတော့ Zubimendi နဲ့ Rice အတွက်ပဲဖြစ်ပါတယ်ဒီပွဲမှာတော့ Rice ကနံပါတ်8 row မဆော့ဘဲနဲ့တပည့် pivot အဖြစ်Zubimendi နဲ့အတူတွဲထိုင်လာပြီးတော့အရှိမအစည်းကိုပဲထားဆော့ပြီးတော့ကျွံလာတဲ့အလုံးတွေကိုပဲZubimendi နဲ့ Declan Rice တို့အတွက်အနောက်ကနေအေးစေးဖြတ်ထုတ်ပြီးတော့စောက်ကစားတော့ခဲ့တာဖြစ်ပါတယ်ရရှိသွားတဲ့ဂိုးကိုလည်း Declan Rice ကလှလှပပဖန်တီးပေးသွားခဲ့တာဖြစ်ပါတယ်ဒီပွဲမှာတော့ Arsenal တို့ကထိုက်တန်မဲ့ final ကိုရောက်ရှိသွားခဲ့တာဖြစ်ပါတယ်ဒီနေ့ညမှာတော့ Man City ကလည်း Castle ကိုနိုင်ရရှိသွားပြီးတော့ Wembley မှာဆရာတပည့်နှစ်ယောက်ပြန်လည်တွေ့ဆုံမဲ့ match လ22ရက်နေ့ကြာရင် final ကန်ဖို့အတွက်ရင်ခုန်စာစောင့်ဆိုင်းနေပဲဒီဗီဒီယိုကိုနှုတ်ဆက်ပါရစေ